Home Depot ကို1988ခုနှစ် Bernie Marcus နဲ့ Arthur Blank တို့က American ပြည်အောင်စု Georgia ပြည်နယ်မှာတမယိုးကျအိမ်ဆောက်ပစ္စည်းဆိုင်တွေထက်ပိုကြီးပြီးပစ္စည်းပိုစုံတဲ့ Superstore တစ်ခုကိုဖန်တီးဖို့အတွက်ရည်ရွယ်ချက်နဲ့စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Home Depot မှာအိမ်တစ်လုံးပြုပြင်ဖို့အသစ်ဆောက်ဖို့ဒါမှမဟုတ်အလှဆင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းမှန်သမျှကိုတနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်ပါတယ်။ Home Depot ရဲ့ customer တွေပေါ်ထားတဲ့သူ့ရဲ့ဆောင်ပုဒ်ကတော့ more saving more doing ဖြစ်ပြီးတော့ပိုသက်သာပြီးပိုလုပ်နိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဒါကတော့သုံးစွဲသူတွေကိုပစ္စည်းတွေဈေးသက်သာစွာဝယ်ယူပြီးကိုယ့်အိမ်ကိုကိုယ်တိုင်ပြင်ဆင်မှုအတွက်အားပေးတဲ့သဘောဖြစ်ပါတယ်။ Home Depot ဆိုင်တွေဟာကုန်လောင်ရုံ warehouse တိုင်းပုံစံတည်ဆောက်ထားတာဖြစ်ပြီးတော့ကျယ်ဝန်းတဲ့ရှောင်းလန်းတွေနဲ့မြင့်မားတဲ့စင်တွေနဲ့ပစ္စည်းတွေကိုစနစ်တကျခင်းချင်းပြသထားပါတယ်။